မင်္ဂလာပါဒီနေ့တော့ကြေကအမဲနှစ်လေးရဲ့ပြီးတော့ဒါပစုံနဲ့ကမွန်းကြီးရဲ့ကြော်လေးရဲ့ကြော်စားပါမယ်အခုကတော့အမဲသားကိုအရင်နှက်ထားမှာပေါ့နော်ဒီထဲတော့ကြေကချင်းနဲ့စက်သွံပြူနဲ့ထည့်ပြီးသွားပြီပြီးရင်ထဲကိုစနေမှုန်လေးနဲ့ထည့်မယ်ပြီးရင်ထဲကိုစားလေးနဲ့ရဲ့အချိုမိုးလေးနဲ့ထည့်တယ်ပြီးဒါကတော့ညစ်သည့်အစိမ်းမှုန်ပေါ့နော်စိမ်းမှုန်ထည့်မယ်ပြီးရင်တော့ထဲကိုမဆလာလေးနဲ့ထည့်မယ်ပြီးရင်ထဲကိုငေါင်းငမြရေးလေးနည်းနည်းထည့်မယ်ပြီးရင်ဒါကတော့လီမွန်ရေးပေါ့နော်တက်မြရေးထည့်ရရတယ်အဲ့ဒါလေးနည်းနည်းထည့်မယ်ပြီးရင်တော့ဒါကိုနှက်ထားမယ်ပြီးရင်ထဲကိုဒီစက်သွံအနီကြိတ်ထားတာထည့်မယ်ကျတော့အနှိမ့်ညကျတော့စက်သွံအနီကိုညထည့်ရတယ်ဒါလေးကတော့နှက်အောင်နေပြီးသွားပြီဆိုလို့ရှိရင်မိနစ်20ဒါမှမဟုတ်နိုင်ဝက်လောက်မချက်ခင်နှက်ထားမယ်ခါတော့ကမွန်းကျဲကြော်မယ်ဒါကတော့ကမွန်းကျဲအချောက်ပေါ့နော်ဒီကလေးကိုကျဲရေရင်စိမ့်ရမယ်ဒါကလည်းဒီအချောက်ပေါ့နော်ဒါသူ့ကို3မိနစ်လောက်ရေစိမ့်ရတယ်မချက်ခင်ဒီဆိုကမွန်းကျဲကြော်မယ်ပိုးရဲကိုစီထည့်ပြီးတော့စက်သွံပြူထည့်မယ်စက်သွံပြူစီတက်ပြီးရင်စက်သွံအနီထည့်မယ်ဒီစိမ့်လို့ထည့်မယ်ပြီးရင်စနေမုံနဲ့ထည့်မယ်ဆောကြပုံနဲ့ထည့်မယ်ငပိလေးနဲ့ထည့်မယ်ငါးငါးပြားရင်းနဲ့ထည့်မယ်ကျတော့ဒီနေ့ဒီပစုံအကောင်နဲ့ထည့်မယ်ကမွန်တွေကိုဆိုတက်ခါနေပြီဆိုလို့ရှိရင်ကမွန်စီရထည့်မယ်အချောက်မလို့ပေါ့နော်ဒီလေးနည်းနည်းထည့်ပြီးကြော်တယ်ချင်းရတယ်အဲ့ဆိုတော့ကမန်ပြန်ကြော်ရပြီခုကတော့အမဲနှစ်ပါတော့မယ်ဥရဲကိုစီးထည့်ပြီးတော့စက်သွံပြူထည့်မယ်စက်သွံပြူနဲ့ပြင်းတော်တိမ်လေးကိုရောပြီးတော့စီးကြမယ်တော့ခင်းကိုအယောင်လေးဆောင်လို့ပေါ့နော်ဒီအစိမ်းမှုန်လေးပါနည်းနည်းလေးထည့်ပြီးတော့စီးကြမယ်နဲ့ခွေးလာပြီဆိုလို့ရှိရင်ခုနကအမဲသားနှက်ထားတဲ့အမဲသားကိုထည့်ပါမယ်ဒီအမဲသားကိုနှက်အောင်လုံးပြီးတော့ဖုံးပိတ်ပြီးတော့တည်ရပါတော့မယ်အထဲကိုရေလေးနဲ့ထည့်မယ်ကမှာဆိုလို့ဖွင့်လိုက်နေမှွေလိုက်တော့လုပ်ပြရအောင်နော်ရေလေးနဲ့ထည့်ပြီးတော့ထပ်တည်ရမယ်ရေလေးထည့်လိုက်ဖုံးလေးပိတ်လိုက်နေနိုင်ဝက်ကျော်လောက်နှက်ထားတာကျတော့အတုံးသေးလို့ပေါ့နော်နိုင်ဝက်လောက်ဆိုရပြီအဲ့တော့ချက်ပါပြီအမဲနှစ်လေးကိုပြင်းတော်သိန်းလေးရယ်မဆလာလေးရယ်အုပ်ပြီးချက်တာမွေးနေပဲပြီးတော့စီချန်ရေချန်လေးပေါ့နော်ပစုံတော့အကောင်လိုက်နဲ့ထည့်ကြော်တာတယ်ဒီစားရမယ်စားကြပါဦးဘယ်ရစားဟင်းချက်တုံးလေးအမဲသားကမဆလာနဲ့လေးမွေးနေတယ်အိုးမဲသားနူးတယ်စားပါနူးอ่ะ
အဲ့ပြန်တော့ညာညာမှုရတော့အဲ့မှာမဲတော့အဲ့နှမစားရမ်းကြတယ်အမေဒီနေ့မဲ့လေပန်ဖရိုင်းနဲ့ပဲဒီနေ့မဲ့ကြော်စားခဲ့တာအုံးနဲ့ကပ်ပြီးတော့我要不了。자, 그만지. 이제 그만지 소로시네. 말이네 차다. 지가자로 무슨 자꾸 시다비어 무슨 일에 차다. 여기 되게 어떻게 잘 매워. 여기 되게 딱 많이 되잖아. 뭐야? 맨날 내 소리 시. 빵 싫으시나 빵을 차이 있냐? 너 뽑이려 냈는데. cái món gì cả chắc bị rồi chị để nó quý nào anh gặp pin nè cái món gì rồi chị cho ra sao vì nó xong nên đi chỉnh rồi chị áo chỉ nói thẹp vô cái món chuyện gì được tạo không nè anh má đã khai ra được về được tao này chị ạ không ạ